ယာမသင်္ဘောကြီးတစ်စင်းဟာအင်ဂျင်ပြတ်သွားခဲ့လို့သင်္ဘောပိုင်ရှင်များက professional သင်္ဘောပြင်သမားတွေနဲ့တယောက်ပြီးတယောက်စူးစမ်းပြီးပြုပြင်ခဲ့ပေမဲ့ပြက်နေတဲ့အင်ဂျင်ကိုဘယ်လိုပြုပြင်ရမလဲဆိုတာဘယ်သူမှအပြေရှာမရခဲ့ပါဘူး။ဘယ်သူမှလည်းမပြုပြင်နိုင်ခဲ့ကြပါဘူး။အဲ့ဒါနဲ့ငယ်ငယ်လေးကသင်္ဘောပြင်တဲ့လူတယောက်ကိုခေါ်လာခဲ့ပါတယ်။ကရိယာတန်စာပလာအိတ်ကြီးတစ်လုံးကိုလည်းသူနဲ့အတူတည်လာပြီးသူရောက်လာတဲ့အခါမှာချက်ချင်းပဲသင်္ဘောကိုစစ်ဆေးလိုက်ပါတယ်။သူကအင်ဂျင်ကိုအပေါ်ကနေအောက်ထိတိတိကျကျကိုစစ်ဆေးခဲ့ပါတယ်။သင်္ဘောပိုင်ရှင်နှစ်ယောက်ကဒီလူကဘာလို့ရမလဲဆိုတာကိုသိလိမ့်မယ်လို့မျှော်လင့်ရင်းနဲ့စောင့်ကြည့်နေခဲ့ပါတယ်။အကုန်လုံးစစ်ဆေးလိုက်ပြီးမှအဖိုးအိုကသူ့အိတ်ထဲကသူ့လေးတစ်ချောင်းကိုထုတ်ပြီးသင်္ဘောရဲ့တနေရာကိုညင်ညင်တတလေးထူလိုက်ပါတယ်။အဲ့ဒီလိုထူလိုက်ပြီးတဲ့အခါမှာတော့သင်္ဘောကြီးရဲ့အင်ဂျင်ကပြန်ကောင်းသွားခဲ့ပြီးအကောင်းမကတိအတိုင်းကိုပြန်ဖြစ်သွားခဲ့ပါတယ်။တပတ်အကြာမှာတော့ဒေါ်လာ1000ကျတယ်လို့သင်္ဘောပြင်ခပေါင်ချရောက်လာခဲ့ပါတယ်။ပါလဲဟာဘာမှမပြင်လိုက်ရဘဲနဲ့ပြန်ကောင်းသွားတာကိုဒေါ်လာ1000တောင်းရမလားပေါ့။ဒီလိုနဲ့ဒေါ်လာ1000မပေးချင်လို့ကုန်ကျစရိတ်ပေါင်ချကိုပေးဖို့အတွက်သင်္ဘောပြင်ဆရာစီကိုပေါင်ချတောင်းခဲ့ပါတယ်။သင်္ဘောပြင်ဆရာကပေါင်ချပေးဖို့လိုက်ပါတယ်။ပေါင်ချရှိကုန်ကျစရိတ်ကတော့အောက်ပါအတိုင်းပဲရေးသားဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။တူနဲ့ထူကဒေါ်လာ2ကျပ်ဘယ်နေရာကိုထုရမလဲဆိုတဲ့အရာကတော့ဒေါ်လာ9998ကျပ်စုစုပေါင်းဒေါ်လာ1000ကျတယ်လို့ရှင်းလင်းပေးပို့ခဲ့ပါတယ်။အချိန်တွေအများကြီးရင်းပြီးရလာတဲ့အတွေ့အကြုံကတော့အလွန်ကိုတန်ဖိုးရှိပါတယ်။ဘယ်နေရာကိုထုရမလဲဆိုတာပညာတတ်ရုံနဲ့မသိနိုင်သလိုအတွေ့အကြုံဖြစ်တာသိနိုင်တာမို့တန်ဖိုးရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီပုံပြင်နေရာဖြစ်ပရိသတ်ကိုပေးခြင်းတဲ့ message ကတော့ပညာဆိုတာဝယ်လို့မရဘူးပညာကရွှေထက်တန်ဖိုးကြီးတယ်ဆိုတဲ့အချက်လေးပဲဖြစ်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်။လေသမားတထေးကြီးနဲ့သင်္ဘောစေတုတ်သမားလေစေတုတ်သမားကလေသမားတထေးကြီးရဲ့လေကိုစေတုတ်ပေးပြီးနောက်ဒီနေ့မှာလေသမားတထေးကြီးကလေစေတုတ်သမားကိုဒေါ်လာ3သိန်းတန်ဆက်လက်မှတ်ရေးပေးခဲ့ပါတယ်။လေစေတုတ်သမားကလေသေးသေးလေးကိုစေတုတ်ခအလောက်မဖြစ်နိုင်ပါဘူး။ဆက်လက်မှတ်မားနေတဲ့ထင်နဲ့ငွေမောက်ကလည်းအရန်ကိုများနေတယ်လို့လေသမားတထေးကြီးကိုပြန်ပြောခဲ့ပါတယ်။အဲ့ဒါနဲ့လေသမားတထေးကြီးကဟုတ်တယ်အဲ့ဒါခမားကိုပေးတာပါလေစေးဒုက္ခပါအဲ့လောက်မများပေမဲ့ခမားရဲ့မုံမြတ်လာတဲ့စေတနာကဒီငွေထက်အစာပေါင်းများစွာတန်ဖိုးရှိပါတယ်ဆိုပြီးလေသမားတထေးကြီးကပြန်လည်၍ပြောလိုက်ပါတယ်။ဇလန်ရဲ့အစာကဒီလိုပါလေသမားတထေးကြီးကလေကိုစေးတုပ်ဖို့အတွက်လေစေးတုပ်သမားစီမှာလေကိုသွားအပ်ခဲ့ပါတယ်။ခရီးတူကိုသွားခဲ့တယ်လို့လည်းသိရပါတယ်။လေစေးတုပ်သမားကလည်းစေးတုပ်နေချိန်မှာလက်မလောက်ကျဲတဲ့အပေါက်တစ်ခုကိုတွေ့လိုက်ရတော့အပေါက်ဖာပေးဖို့မပြောထားပေမဲ့လေစေးတုပ်သမားကအဲ့ဒီအပေါက်ကိုဖာပေးခဲ့ပါတယ်။နောက်တနေ့မှာလေသမားတထေးကြီးရဲ့ကလေး3ယောက်ဟာအဲ့ဒီလေနဲ့သူတို့အပျော်ခရီးထွက်တယ်လို့သိရပါတယ်။လေသမားတထေးကြီးအိမ်ပြန်ရောက်လာတဲ့အချိန်သူ့သား3ယောက်ဟာသူတို့မှရှိနေတဲ့လေနဲ့အပျော်ခရီးထွက်သွားတယ်ဆိုတာကိုသိလိုက်တာနဲ့အင်မတန်ကိုစိတ်ပူပင်ခဲ့ရပါတယ်။အကြောင်းမှာတော့လေမှာအပေါက်ရှိတာသူတယောက်တည်းပဲသိတာကြောင့်ပဲဖြစ်ပါတယ်။သူ့သား3ယောက်လေထဲရေမြုပ်ပြီးဒုက္ခရောက်မှာကိုတွေးပြီးပူပန်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ပဲညနေရောက်တော့ဘေးမတိရမခပဲသူ့သား3ယောက်ပြန်ရောက်လာတာကိုတွေ့ရတော့ဝမ်းသာစွာနဲ့ပဲခလေးတွေစီကိုမြန်သွားပြီးလေပေါက်တွေကိုကြည့်လိုက်တဲ့အခါမှာလေပေါက်ကဖာပြီးသားဖြစ်နေပါတယ်။ဒီလိုနဲ့ပဲလေစေးတုတ်သမားကိုအားတင်ပြီးရှင်ထဲမှာအထက်ထက်ကျေးဇူးတင်ခဲ့ပါတယ်။ဒီငွေအမောက်နဲ့ချီကျူးဂုဏ်ပြုခဲ့တာလည်းဖြစ်ပါတယ်။ဒီဇလန်လေးအဖြစ်ပေးစင်တဲ့ message ကတော့တာဝန်ရှိရှိမရှိရှိကိုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်တိတိမတိတိကိုလှုပ်ပေးလိုက်တဲ့စေတနာစိတ်ကလေးကဘဝတစ်ခုလုံးကြီးတောင်ပြောင်းလဲသွားနိုင်ပါတယ်။လူတစ်ယောက်ရဲ့တင်းငယ်တဲ့စေတနာကကဘာကြီးတောင်လှပသွားတယ်ဆိုတာပါပဲ။
စေတနာစိတ်နဲ့ရှင်သန်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနှုတ်ဆက်လိုက်ပါရရှင်။